ကောင်လေးတယောက်ဟာအမိုက်ပုံးထဲမှာထူးဆန်းတဲ့ဆက်တလုံးကိုတွေးလိုက်ပါတယ်သူကဂိမ်းဆက်တစ်မျိုးလို့ထင်နေပေမဲ့ဘာမှမစင်စားပဲခလုတ်တွေကိုနှိပ်နေတယ်ရုတ်တရက်ဆက်ထဲကနေကက်တစ်ခုထွက်လာပြီးကက်ပေါ်မှာမင်းရဲ့ဆန္ဒတွေကိုဖြည့်ပါလို့ရေးထားတယ်ကောင်လေးကဟာတာလို့ထင်ပြီးကက်ကိုလွှင့်ပစ်လိုက်ပြီးစုမတောင်းခင်မှာလူတယောက်နဲ့တိုက်မိပြီးအချမ်းသာဆုံးလူအစားအတော်ကြီးလို့ပြောမိလိုက်ပါတယ်နောက်တစ်ခဏမှာပဲသူဟာချမ်းသာတဲ့အတော်ကြီးဖြစ်သွားပါတယ်ဒါကိုမြင်တော့ဆက်ကတကယ်အလုပ်လုပ်တယ်လို့သူယုံကြည်လာတယ်အခုအလေးနဲ့ထားပြီးတင့်တော်တဲ့ဆန္ဒတစ်ခုဖြစ်ဖို့စူးစမ်းပြီးခလုတ်တွေကိုထပ်နှိပ်လိုက်တယ်ဒါပေမဲ့အလင်းစလိုနဲ့ငါဖြစ်ချင်တယ်လို့ပြောလိုက်မိတယ်ရလက်အနေနဲ့သူဟာလူသားကနေကြီးမားတဲ့ဘဲကြီးတစ်ကောင်ဖြစ်ချက်ချင်းပြောင်းလဲသွားတဲ့ကြောက်လန့်တကြားနဲ့ဆူတောင်းဆက်စီပြေးသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘဲကင်ပိုင်ရှင်ကသူ့ပဲလွတ်သွားတဲ့အထင်နဲ့သူ့ကိုဆိုင်ထဲဆွဲခေါ်သွားပါတယ်ပြီးတော့သူအကြီးကျယ်ထိတ်လန့်ပြီးခဏနေတော့အရှင်ပြင်းပြင်းနဲ့မောင်းလာတဲ့ကားတစ်စီးကဆူတောင်းဆက်ကိုလုံးဝကြိတ်ချလိုက်တဲ့အခုတော့သူ့မှာလူသားပြန်ဖြစ်ဖို့နီးလန်းမရှိတော့ဘူးအဲ့ဒီအချိန်မှာသူ့ရီးစားနဲ့သူ့အမေရဲ့အတန်ကိုသူကြားလိုက်ရတယ်သူတို့ကသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်လို့သူခံစားရပါတယ်သူတို့ရဲ့အာယုံဆိုင်မှုကိုရအောင်သူ့ရဲ့တောင်ပန်တွေနဲ့အသေးပုံလေးကိုလုပ်ပြလိုက်ပါတယ်ဒီလောက်ချစ်စရာကောင်းပြီးကတ်ခုန်နေတဲ့ဘဲလေးကိုမြင်တော့သူတို့ကဝယ်ပြီးအိမ်ပြန်ခေါ်သွားကြတယ်ဘဲလေးကနောက်ဆုံးတော့ဘေးကင်းသွားပြီလို့ခံစားရတယ်ဒါပေမဲ့အိမ်ပြန်ရောက်တာနဲ့နှစ်ယောက်သားစကားပြောကြပြီးပြုတ်တင်လာကင်းတင်လာသူ့သားကအရန်နူးညံ့မယ်လို့ထင်နေဆိုပြီးပြောနေကြပါတယ်ဒါကိုကြားတော့ဘဲလေးကထိတ်လန့်သွားပြီးဒါပေမဲ့ကံကောင်းထုံးမစွာပဲသူ့အမေကမနှက်ပြန်ချက်စားမယ်လို့ပြောပါတယ်အဲ့ဒီညမှာအံဖွယ်နီးနဲ့ပဲအဲ့ဒီဂိမ်းဆက်ကပြန်ပေါ်လာပါတယ်သူချက်ချင်းခလုတ်ကိုနှိပ်လိုက်တာနဲ့နောက်ဆုံးတော့လူသားတစ်ယောက်ဖြစ်ပြန်ဖြစ်သွားပါတယ်ဒါပေမဲ့သူ့ရဲ့မူလပုံစံတော့မဟုတ်ပဲအသက်40အရွယ်အမျိုးသားတစ်ယောက်ဖြစ်နေပါတယ်ခဏကြာမှသူ့အဖေကအိမ်ပြန်ရောက်လာပြီးအိမ်ထဲမှာသစိမ်းတစ်ယောက်ကိုမြင်တော့ချက်ချင်းပဲသူ့ကိုနှိပ်ထုတ်လိုက်ပါတယ်အဲ့ဒီလိုနဲ့ကောင်လေးကနောက်ထပ်ဆူတောင်းတွေဘယ်တော့မှမတောင်းတော့ဘူးလို့ကြိမ်ဆိုလိုက်ပါတယ်တငယ်ချင်းတို့ရောအဲ့လိုဆက်တလုံးရှိရင်ဘာဆူတောင်းကြမှာလဲမင်းအောင်လိုင်းမြန်မြန်ကြော့ပါစေလို့ဆူမတောင်းချင်ကြဘူးလား